အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ကောင်းဖြစ်ပြီး Sky Game ကနေကြိုဆိုလိုက်ပါတယ်ခုဆိုရင်တော့စီရင်ကြတဲ့တခါရဲ့ New Hero ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်သူမရဲ့နာမည်ကခါလီယာဖြစ်ပြီး Sport Fighter အနေနဲ့ရောက်ရှိလာပဲဖြစ်ပါတယ်ကျွန်တော်ခုပြောမှာခါလီယာအကြောင်းမသိသေးတဲ့သူတွေအတွက်ဖြစ်ပြီးတည့်ရဆရာကြီးကတော့ကြော်သားလို့ရပါတယ်အရင်ဆုံးပြောချင်တာကခါလီယာရဲ့စကေးတူကိုနေရန်တစ်ခုနဲ့ကပ်ပြီးသုံးမယ်ဆိုရင်ဒီဘောခုံပြီး enemy ကိုတွားရလို့ရတယ်လို့နေရန်မကပ်ဖဲနဲ့ enemy ကိုဓာတ်ရိုက်လုပ်မယ်ဆိုရင် enemy ကိုဒီဘောခဏမြောက်စီမှာပါScale 1ကိုကြတော့ Franco ရဲ့ Scale 2နဲ့သွားဆင်ပြီးတော့ enemy ဆိုလို့ဆိုရင် Screen 2ပေါ်လာပါပါခါလီယာကိုပွဲစားမှာတင်မှာပြီးထမင်းထုတ်ကြည့်မယ်ဆိုရင်တော့ဝိုင်းရနဲ့တန်တာဘက်ကိုထည့်ပြီးဒီလို plan နဲ့ကစားလို့ရပါတယ်ခါလီယာရဲ့ passive ကတော့ enemy ကိုလက်တိနဲ့ထိုးပြီးဘေးနာကကိုယ့်အဖွဲ့သားကိုရောကိုရောပါသူသက်စင်အောင်သားမှာကနောက်ထပ် Scale 1လိုမျိုး Screen မှာဖြစ်စီမှာဖြစ်ပါတယ်နောက်ဆုံး Scale 2အနေနဲ့ enemy ကိုကြောစီနာကွက်သုံးလို့ရမှာဖြစ်ပါတယ်Scale combo အနေနဲ့ပြောရမယ်ဆိုရင် Scale 231 passive ဆိုပြီးသုံးသူချင်းဖြင့် tower ရဲ့ enemy ကိုပြင်ထုတ်လို့ရစီမှာပါဒီ hero ဆိုရင်နောက်လာမယ့် night 2ဘက်မှာ Sakura အနေနဲ့ပါဝင်လာနိုင်လို့လည်းသိရပါတယ်ကျွန်တော်ပြောရတဲ့အထဲမှာအမားပါရှိမယ်ဆိုရင်ဒီခံပေးဖို့နဲ့ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့လို့ရပါတယ်ပြီးတော့ဒါပဲ